American ဘက်ကအကျိုးရှိတဲ့ဆွေးနွေးပွဲတွေလုပ်နေတယ်လို့ကြေညာနေတဲ့အချိန်မှာပဲအီရန်ကတော့ဘာကြရိုက်ဆွေးနွေးမှုမှမရှိဘူးလို့လူသိရှင်ကြားညင်းဆိုခဲ့တာပါဒီအကြက်တဲကိုမီးမွေးလိုက်တယ်လို့ပြောရမှာကတော့သမ္မတထရန့်ရဲ့နောက်ဆုံးတတိပေးဖြစ်ပါပဲအီရန်ဘက်ကနေပြီးတော့ပေါ့နော်အလွန်ရေးပါတဲ့ဒီရလန်းချုံကိုတမရဲ့အတွင်းပြန်မဖွဲ့ဘူးဆိုရင်ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်ရမယ်ဆိုပြီးချင်းချောက်လိုက်တဲ့အချိန်မှာအားလုံးကစတင်သွားခဲ့တာပါကဲဒီပရိပခရဲ့အဓိကအချက်ချကြတဲ့နေရာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်အဓိကပြဿနာကတော့ကမ္ဘာအစွမ်းအင်စီးဆင်းမှုအတွက်အသက်သွေးကြောလို့တောင်တင်စားရတဲ့ Hormuz ရေလက်ကြားကိုဘူပြူပြီးဖြစ်ပွားနေတာပါပဲသမ္မတထရန့်ရဲ့နောက်ဆုံးတယ်လို့တီးပေးချက်ဘာကြောင့်ထွက်လာရတယ်လဲဆိုတော့အီရန်ကဒီလက်ကြားကိုပိတ်ဆို့လိုက်လို့ပါပဲအဲ့ဒီလိုပိတ်လိုက်တဲ့နောက်ဆက်တွဲအဖြစ်ရေနံတင်းသင်းပေါ်ရာနဲ့ချီတောင်းတင်ကုန်ပြီးတော့ကမ္ဘာစွမ်းအင်စင်းတို့ကချက်ချင်းဆိုလို့အချက်တည်းဖြစ်သွားခဲ့ပါတယ်အီရန်ရဲ့တုံ့ပြန်မှုကလည်းချက်ချင်းပဲပြင်းထန်လေပြတ်သားခဲ့ပါတယ်သူတို့ဘက်ကပင်လယ်ကွေ့မှာအမေရိကန်ကိုမလုံနိုင်အောင်လှုပ်ဖြစ်မယ်လို့တံပြန်ချင်းခေါက်ပြီးတော့ဒီပဋိပက္ခကိုအရှိန်မြင့်တင်းဖို့လုံးဝကိုနောက်မဆို့ဘူးဆိုတာပြတ်သားပြလိုက်တာပါပဲနောက်ဆုံးထပ်မရဲ့နီးကပ်လာချိန်မှာတော့ထူးဆန်းတဲ့အလဲအပြောင်းတစ်ခုပေါ်လာခဲ့ပါတယ်ကန်လန်ကာနောက်ွယ်မှာတကယ်တမ်းဘာတွေဖြစ်နေတာလဲဆိုတာနဲ့ပတ်သက်ပြီးလုံးဝကိုတခြားစီဖြစ်နေတဲ့ဇလန်းတစ်ခုကိုကဘာကကြားလိုက်ရပါတယ်ပထမဇလန်းကတော့အတော်လေးကိုအကောင်းမြင်စရာပါတင်မာမှုတွေရော့ချတော့မလို့တန်တမရေးရမှာအောင်မြင်မှုတစ်ခုရပြီးသဘောတူညီချက်အခုရတော့မလို့နဲ့မျောလင့်ချက်တွေပေါ်လာခဲ့တာမျိုးပါအခုဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီဇလက်နှစ်ခုကလုံးဝကိုဆန့်ကျင်မဲ့ဖြစ်နေတာပါပဲ American ဘက်ကအကျိုးရှိတဲ့ဆွေးနွေးပွဲတွေလုပ်နေတယ်လို့ကြေညာနေတဲ့အချိန်မှာပဲအီရန်ကတော့ဘာကြရိုက်ဆွေးနွေးမှုမှမရှိဘူးလို့လူသိရှင်ကြားညင်းဆိုခဲ့တာပါဒါဆိုဘသူကအမှန်ကိုပြောနေတာလဲစဉ်းစားစရာဖြစ်လာပြီပေါ့အဲ့ဒီတော့ဒီတန်တမရလောဆန့်ကျင်မှုကဒီသတင်းကြောင့်ပို့ပြီးတော့နည်းနည်းသွားပါတယ်ဆိုတော့သတင်းစကားတွေကိုတိုက်ရိုက်မဟုတ်ဘဲနဲ့ပါကစ္စတန်လိုဂျာဂါနိုင်ငံတွေကနေတဆင့်အပြန်လန်ပေးဖို့ခဲ့တယ်ဆိုလဲအတီးပြချက်ထွက်ပေါ်လာခဲ့လို့ပါပဲအဲ့တော့ဒါကတရားမဖြန့်တာလားဒါမှမဟုတ်နောက်ကွယ်မှာတကယ်ပဲတန်တမရေးလူရှာမှုတွေရှိနေတာလားဆိုတာမေးခွန်းထုတ်ဆက်ဖြစ်လာပါတယ်အမေရိကန်နဲ့အစ္စရေးတို့ရဲ့ဆက်ဆံရေးတကယ်ကိုအလွန်ကြီးမားခဲ့ပါတယ်ရေတပ်တင်ဘော်ဒီဒုံးကျည်ပြလို့စခန်းတွေပြီးတော့ကုန်ထုတ်လို့ရေးစက်ရုံတွေလိုမျိုးအီရန်ရဲ့အထူးကြတဲ့ပြစ်မှတ်တွေကိုထောင်နဲ့ကြည့်ပြီးတက်ခိုက်ခဲ့တာပါအခုမြင်နေရတဲ့ဒီအချက်တွေကပဋိပက္ခဟာနေဆက်တွေကိုကြော်လွန်ပြီးဒေတာတစ်ခုလုံးကိုဘယ်လိုတောင်ပြန့်နှံ့သွားပြီလဲဆိုတာကွက်ကွင်းပြနေတာပါပဲနိုင်ငံအများမှာတိုက်ခိုက်မှုတွေနဲ့ထိခိုက်ဒေဆုံးမှုတွေဖြစ်ပွားခဲ့ပြီးတော့စစ်မီးကတနေရာလဲမှာတဲ့ရပ်မနေတော့ဘူးဆိုတာရှင်းလင်းမြင်နိုင်ပါတယ်ဒီခိုင်ကနန်းရဲ့နောက်ွယ်မှာရှိတဲ့လူသားတွေရဲ့ဆုံရှုံမှုကတော့တကယ်ကိုဆိုးရွားလွန်းပါတယ်လူခွင့်ရေးအဖွဲ့တဲ့အစီရင်ခံစားရရဆိုရင်နိုင်ငံများအပြားမှာအယတာပေါင်းထောင်နဲ့ချီပြီးအသက်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်ကဲစစ်မြေပြင်ကနေခဏခွာပြီးတော့ဒီပရိပက္ခတဲ့နောက်ဆက်တွဲရိုက်ခတ်မှုတွေကကမ္ဘာစီးပွားရေးကိုဘလို့များတုံခါစေဟဲတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဟော်မုစီလက်ချက်ကိုပစ်လိုက်တာနဲ့ပဲရေနံစင်းနှုံးတွေကချက်ချင်းဆိုလိုကိုထိုးတက်သွားခဲ့ပါတယ်ဒါကမ္ဘာစီးပွားရေးတစ်ခုလုံးကိုကြာဆင်းမှုစီတွန်းပို့လိုက်တဲ့အန်ဒီရဲ့ကြီးတစ်ခုဖြစ်လာခဲ့တာပါဒါကြောင့်မို့အရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒါဟာဒေတာဆိုင်ရာပြဿနာတစ်ခုတည်းလုံးဝမဟုတ်ဘူးဆိုတာပါပဲကျွမ်းကျင်သူတွေကတောင်းဒီစီးပွားရေးအကျိုးဆက်တွေဟာကဘာကြီးတစ်ခုလုံးအတွက်ပြင်းထန်တဲ့ချင်းချောက်မှုတစ်ခုဖြစ်တယ်လို့တတိပေးနေကြတာပါဒီတရားမှုတွေကိုကြည်လာရင်ပရိပက္ခဖစ်ပွားနေတဲ့ဒေတာနဲ့အဝေးကြီးမှာရှိတဲ့နေရာတွေမှာတောင်းလက်တွေ့ကြခံစားနေရတာကိုတွေ့ရမှာပါအစိုးရတွေကအရေးပေါ်အခြေအနေကျင်ညာရတာမျိုးကိုနေစားပြီးတာမန်ပြည်သူတွေရဲ့နေ့စဉ်ဘဝအကုန်ကြစိတ်တွေမြင့်တက်လာတဲ့အထိဒီရိုက်ခတ်မှုတွေကကဘာနှမ်းပြမှရှိနေတာအခုလိုမျိုးကြီးမားတဲ့အလောင်းအစားတွေနဲ့ရင်ဆိုင်နေရချိန်မှာတော့ကဘာကြီးကဒီအကြက်တဲကနေမလို့လွတ်မြောက်နိုင်မလဲစစ်မီးကိုငြိမ်းသက်နိုင်မဲ့ထွက်ပေါက်တစ်ခုကိုအထဲအတန်ရှာဖွေနေကြပါပြီဘယ်လိုအခြေအနေမျိုးမှာအဓိကကျတဲ့စီးပွားရေးအထုံးလုံးတစ်ခုရှိပါတယ်အဲ့ဒါကတော့နိုင်ငံရေးပထဝီဆိုင်ရာစွန့်စားမှုပရီမီယံမှာပဲရိုးရှင်းပြောရရင်တော့ဒါဟာပဋိပက္ခတွေကောင်ဖြစ်လာတဲ့မသေးချာမရေရာမှုတွေအတွက်ကဘာစီးပွားရေးကအဖို့ပေးနေရတဲ့စိတ်ရိပ်တစ်ခုလိုပါပဲဥပမာရေနံဈေးတွေတက်လာlaမျိုးကအဲ့ဒီစိတ်ရိပ်ရဲ့ကစိတ်ပိုင်းပေါ့ဒီအချက်ကပဲအဓိကကျတဲ့မဟာဗျူဟာမြော့မေခွန်းတစ်ခုကိုမွေးဖွားလိုက်ပါတယ်အစောပိုင်းကမြင်ခဲ့ရတဲ့ပြင်းထန်တဲ့စိတ်ရေးဖိအားပေးမှုတွေရှုပ်ထွေးတဲ့ထန်တမန်ရေးသတင်းစကားတဲ့အားလုံးကတကယ်တော့ညီနိုင်ဆွေးနွေးပွဲစီကိုရောက်အောင်အတင်းကျပ်တွင်းပုတ်ဖို့ကြိုတင်တွက်ချက်ထားတဲ့လောင်ကြီးကြီးတစ်ခုရောဖြစ်နိုင်နေမလားဆိုတဲ့မေးခွန်းပါပဲတုံးသက်သူတွေကတော့ရှစ်ဆက်သွားနိုင်တဲ့အဓိကလမ်းကြောင်းတစ်ခုကိုတွေ့မြင်နေကြပါတယ်ပထမတစ်ခုကတော့တည်ငြိမ်မှုစီဥတီသွားမယ်ထိန်းချုပ်ထားတဲ့တင်းမာမှုရော့ချရေးလမ်းကြောင်းမှာနောက်တစ်ခုကတော့ပိုပြီးဆိုးရွားတဲ့ကဘာစီးပွားရေးအကျက်အတဲစီကိုဥတီသွားနိုင်တဲ့ရေလက်ကြားကိုကြားရှိစွာပိတ်ထားမဲ့လမ်းကြောင်းပဲဖြစ်ပါတယ်နောက်အဆုံးမှာတော့အပြေရှာဖို့ခက်နေတဲ့မေဟုန်ကြီးတစ်ခုကြံနေခဲ့ပါပြီ
အခုလောက်နေတဲ့တင်းမာမှုကိုမြင်တင်ခြင်းဆိုတဲ့နီလန်ကငင်းချမ်းရေးစီသွားနေတဲ့လမ်းကြောင်းတစ်ခုလားဒါမှမဟုတ်နောက်ပြန်မလဲနိုင်တော့တဲ့ချင်းကြီးတစ်ခုစီကိုဥတည်နေတာလားဒါဟာအခုအချိန်မှာကဘာခေါင်းဆောင်တွေရင်ဆိုင်နေရတဲ့အဆုံးဖြတ်ပေးရမယ့်မင်းဟုန်ကြီးတစ်ခုပဲဖြစ်ပါတယ်